ဇနီးဖြစ်သူနဲ့အတူကွာရှင်းပြတ်ဆဲဖို့တရားရုံးကိုတွားနေတဲ့လမ်းမှာပဲကျွန်တော်ဟာဇနီးတီရဲ့ရင်တွင်းစကားတွေကိုရုတ်တရက်ကြားနိုင်စွမ်းရသွားခဲ့ပါတယ်အပြင်ပန်းမှာတော့အေးဆက်ဆက်နဲ့ခံစားချက်ကင်းမဲ့နေပုံရတဲ့ကျွန်တော်ဇနီးဟာကျွန်တော်ကိုယွန်ရှာနေတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲနူးညံ့ပြီးဝမ်းနေနေတဲ့မိန်းကလေးတယောက်ရဲ့အတန်လေးကကျွန်တော်ခေါင်းထဲကိုရုတ်တရက်ဝင်လာခဲ့ပါတယ်အဲ့ဒီအတန်လေးကရောကြားရီကွာရှင်းချင်ဘူးကွာအခုနေမကောင်းဘူးလို့ပြောလိုက်ရင်များမသွားပဲနေလို့ရမလားရောကြားငါ့ကိုလုံးဝထားမသွားပါနဲ့နော်ငါ့လိုအသားဖြူဖြူခြေတန်းရှိရှိနဲ့လှတဲ့ကောင်မလေးကိုများနင်းကအပြင်ထုတ်ပစ်လိုက်ရင်ကောက်ရတဲ့လူကနင့်ကိုဘယ်တော့မှပြန်ပေးမှာမဟုတ်ဘူးနော်လို့ညီးတွားနေခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းလန့်သွားပြီး break ကိုရုတ်တရက်နင်းချလိုက်ပြီးတော့ရှေ့ကားကိုဝင်တိုက်မိမလို့တောင်ဖြစ်သွားတယ်ပြီးတော့ကုချင်နင်းကိုမတေချာတဲ့အကြည့်နဲ့လှည့်ကြည့်လိုက်တဲ့အခါသူကတော့မျက်တောင်တစ်ချက်တောင်မခတ်ပဲကြောက်စင်းရုပ်တုတစ်ခုလိုအေးဆက်ဆက်နဲ့မလုံမရှက်ထိုင်နေခဲ့ပါတယ်ဒါဟာနားယောင်တာများလားဆိုပြီးတရွေးတစ်ချက်မျိုးချလိုက်ကကျွန်တော်ကကိုတို့ကွာရှင်းလိုက်ရင်မင်းအတွက်ဘာမှထိခိုက်နေတာမှုမရှိတော့ပါဘူးနော်လို့စမ်းသက်တဲ့အနေနဲ့မေးလိုက်ပါတယ်အဲ့ဒီအခါကုချင်နင်းကပြတင်းပေါက်ပြင်ဘက်ကိုငေးကြည့်နေတာကိုရက်လိုက်ပြီးကျွန်တော်ဘက်ကိုလှည့်ကဘာမှမထိခိုက်ပါဘူးလို့ခံစားချက်မပါတဲ့အတန်ပြက်ပြက်နဲ့ပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရင်တွင်းစကားတွေကတော့ပြောင်းအိုးဖောက်လိုက်တယ်လို့ပဲကျွန်တော်ခေါင်းထဲမှာတတိုင်းတိုင်းနဲ့ဆက်တိုက်မြည်ဟဲနေပြန်ပါတယ်လိန်ပြောတာပါအကယ်တော့အရန်ထိခိုက်တာပေါ့ငါတို့အတိုင်းဝိုင်းမှာကကွာရှင်းနေဆိုတာမရှိဘူးမူဆိုးမဖြစ်တာပဲရှိတယ်အကယ်လို့ရောကြားကသာတကယ်ကွာရှင်းမယ်ဆိုရင်ငါလေဘင်းကိုကြိုးကွင်းဆွတ်ပြီးဒန်းစီပစ်မယ်ရောကြားမှမရှိရင်ငါဘွားကဘလို့လို့ပျော်ရှင်ရတော့မှလဲငါကွာမရှင်းချင်ဘူးရောကြားရဲ့ဖတ်ထားတာကိုပဲလိုချင်တာဆိုပြီးငိုယိုနေခဲ့ပါတယ်ဒီတခါတော့နားယောင်တာလုံးဝမဟုတ်ဘူးဆိုတာတေချာသွားပါပြီသူ့ရဲ့နှုတ်ခမ်းလေးကလုံးဝမလုတ်သွားပေမဲ့အဲ့ဒီစကားတွေကကျွန်တော်နားဘေးမှာအော်ပြောနေတယ်လို့ကိုရှင်းလင်းနေခဲ့တာပါကုချင်နင်းကကျွန်တော်ပုံမှန်မဟုတ်ဘူးဆိုတာကိုရိပ်မိသွားပုံရပြီးချက်ချင်းပဲကျွန်တော်ကိုလန့်ကြည့်လိုက်ပါတယ်အဲ့ဒီနောက်စက္ကန့်နှဲငယ်လောက်တွေဝေသွားပြီးနောက်ဒီနေ့ငါနေမကောင်းဖြစ်နေလို့ကွာရှင်းမဲ့ကိစ္စကိုနောက်မှပြန်ပြောကြရင်မကောင်းဘူးလားလို့တိုးတိုးလေးပြောလာပါတယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲကနေလဲကုချင်နင်းနင်းတော်လိုက်တာနောက်ဆုံးတော့ဖွင့်ပြောနိုင်သွားပြီပဲရောကြားရီမြန်သဘောတူလိုက်ပါတော့ငါတို့အိမ်ပြန်ကြမယ်ကွာမရှင်းတော့ဘူးလေနော်ရောကြားမရှိပဲငါဘလို့လို့အသက်ရှင်ရမှာလဲကြီးကြဖို့ရောချွဲဖို့ရောအကုန်လုံးတက်ပါတယ်အမိုက်စားရောအချိုစားရောရတယ်ခြေအိတ်မင်းအဖြူကွန်ရက်ခြေအိတ်ရောကြားဘာကြိုက်ငါအကုန်ဝတ်ပေးမှာပါဆိုပြီးပျော်ရွှင်စွာပြောနေပြန်ပါတယ်ဒီစကားတွေကြောင့်ကျွန်တော်နားထင်ကြောတွေတောင်ထောင်တက်လာပါတယ်ဒါပေမဲ့မာနခံပြီးဟန်လုံးနေတဲ့သူ့ရဲ့မျက်နှာလေးကိုကြည့်ရင်ကျွန်တော်လည်းဘာစိတ်ပေါက်သွားမှမသိပဲအင်းလေဒါဆိုလဲဒီနေ့အိမ်ပဲပြန်ကြတာပေါ့လို့သဘောတူလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကုချင်နေရဲ့မျက်လုံးလေးတွေကချက်ချင်းအယောင်လက်သွားခဲ့ပေမဲ့အပြင်ပန်းမှာတော့တည်ငြိမ်တဲ့ဟန်လေးနဲ့ခေါင်းညိတ်ပြရင်အင်းနင့်သဘောပဲလေလို့ပြန်ဖြေခဲ့ပါတယ်အိမ်ပြန်လမ်းမှာတော့ကားထဲကအရင်လိုတိတ်ဆိတ်အေးဆက်နေတဲ့အခြေအနေမျိုးမရှိတော့ပါဘူးသူ့စိတ်ထဲမှာတန်စင်မကျတဲ့တခြင်းလေးတွေကိုညှိတွဲနေပြီးရောကြားနဲ့တွတ်ခေါ်နေတဲ့အတန်ချိုလေးတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းကြားနေရပါတယ်အဲ့ဒီကြမှာပဲကျွန်တော်ကဒီဇနီးတီအကြောင်းကိုနည်းနည်းလေးတောင်နားမလည်ခဲ့ပါလားဆိုတာကိုသတိထားမိသွားပါတယ်အပြင်လူတွေကတော့သူ့ကိုမာနာကြီးပြီးအေးဆက်နိုင်တဲ့အမျိုးသမီးပါမောက်ခတယောက်လို့ထင်ကြပေမဲ့တကယ်တမ်းသူ့စိတ်ထဲမှာတော့စကားတွေတွတ်ပြောတတ်တဲ့ကြက်တူရွေးမလေးတစ်ကောင်ပြီးတော့တအင်းနဲ့ငိုတက်တဲ့ကလေးဆိုးလေးတယောက်ပုံကွယ်နေမယ်လို့ဘသူကထင်ထားမိမှာလဲတကယ်တော့ကျွန်တော်တို့ကအချစ်မပါပဲရုတ်တရက်လက်ထပ်ခဲ့ကြတာပါအိမ်ထောင်ပြုပြီးမှပဲတန်ရောစင်ကိုဖြည်းဖြည်းချင်းတိဆောက်ကြမယ်လို့သဘောတူထားခဲ့ကြပါတယ်ဒါပေမဲ့နှစ်ယောက်စလုံးကအလုပ်တွေများနေတယ်လို့သူ့ရဲ့အေးဆက်ဆက်ရက်လေးကြောင့်ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးကအခန်းကားပြီးအတူနေတဲ့သူငယ်ချင်းတွေလိုဖြစ်နေခဲ့ပါတယ်အိတ်ခမ်းတောင်မှတီးတန့်စီခွဲအိတ်ခဲ့ကြတာပါအိမ်ရောက်တော့လေကျွန်တော်တို့နှစ်ယောက်ကရှေ့တစ်ယောက်နောက်တစ်ယောက်ဝင်လာခဲ့ကြပါတယ်ကုချင်နင်းကဖိနဲ့လဲရင်းနဲ့ပဲငါနေမကောင်းလို့အခန်းထဲပဲအရင်ဝင်တော့မယ်လို့အေးဆေးပဲပြောလိုက်ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဟီအခန်းထဲမြန်ပြန်ပြီးရောကြားကိုဘလို့ချော့ရမလဲဆိုတာသွားရှာဖတ်ဦးမှလို့တွေးနေခဲ့ပါတယ်အခန်းထဲရောက်တော့လေသူကအော်ဒါနဲ့ငါရဲ့ခြေအိတ်တွေဘယ်နာဝတ်ထားမိပါလဲပြန်ရှာထုတ်ထားမှပါဆိုပြီးရင်တွင်းစကားတွေပြောနေပြန်ပါတယ်မှန်တင်ကုန်ရှိမှထိုင်ရင်းနဲ့လေသူကစိတ်ညစ်เสียကြီးရောကြားကဘာလို့အေးဆက်ပြီးမာနာကြီးရဲ့ကောင်မလေးတွေကိုသဘောကျရတာလဲသူကရေခဲတုံးကိုတောင်သဘောကျသေးတာပဲငါကိုရောသဘောမကျနိုင်ဘူးလားငါကချော့ရတာဘလောက်လွယ်လဲစိတ်ဆိုးရင်တောင်3စက္ကန့်ပဲပြီးရင်ရောကြားကိုပြန်ချော့မှာကိုဆိုပြီးညီးတွားနေခဲ့ပါတယ်ကျွန်တော်ကတော့အိတ်ခမ်းဝင်ပေါက်မှာရရင်ခေါင်းထဲမှာမေကွန်ပေါင်း16000နဲ့ကြံခဲ့ပါတယ်ကျွန်တော်ကရေခဲတုံးလိုအေးဆက်ဆက်မျက်နှာပိုင်ရှင်တွေကိုသဘောကျတယ်လို့သူ့ကိုဘသူကသွားပြောထားတာလဲဒါလုံးဝကောလာဟလတက်ပါပဲဘာပဲဖြစ်ဖြစ်ဒီလောက်ကြီးမားတဲ့ကွာဟချက်ကြီးကကျွန်တော်ကိုကုချင်နေပေါ်အရင်ကတခါမှမဖြစ်ဘူးတဲ့စိတ်ဝင်စားမှုမျိုးကိုဖြစ်ပေါ်လာစေခဲ့ပါတယ်အရေးကြီးဆုံးကတော့သူ့ရဲ့ရင်တွင်းစကားတွေရဲ့ကလေတံမှာပဲအဲ့ဒီလေတံကကျွန်တော်ပေါ်လုံးဝခံစားချက်မရှိတဲ့ပုံစံမျိုးလုံးဝမဟုတ်ပါဘူးကျွန်တော်တို့နှစ်ယောက်ကြားမှာဖြည့်ရှင်းရမယ့်ကြီးမားတဲ့နားလည်မှုလွဲမှားခြင်းတစ်ခုခုတော့တေချာပေါက်ရှိနေပါတယ်